ဘာဆိုင်လို့ငါတော့ BAS ဆိုင်ဘာမှမဆိုင်မဲဘာမှအော်မိုးဆောက်ရန်ရွာလို့မိုးသီးပါကြွေတာဟော okay အဲ့ကြောင့်မိုးသီးလို့နာမည်ပြဟာ what the fuck ကွာမိတ်ကတိလေးလိမ့်ထားတာဟေးWhy are you Why are you ဟာခွေးရုံးတဲ့စီးရီးရဲ့ကွာ what the fuck တယ်မလားမုံတီတယ်လေမောင်တီကြွေပါစေတော့မောင်တီနော်တရှင်းနာမည်မိုးတီဒိုင်တာက to patch လာငယ် artist က YOLO ပဲအောင်မိုင်ဆိုးသေးပြီလေအေးဟုတ်တယ်လေအောင်မိုင်ဆိုးသေးပြီလေနော်ဘာပြောနာမီစီနဲ့မာဆာရင်းကိုအောင်မိုင်ဆိုးလောက်တာနော်ဒါဟိ Okay dance school ကတော့သူတို့ဘာညာစတူဒီယိုပေါ့ okay တချင်းနာမည်ကတော့မိုးဒီအော်မိုးဒီဘာလို့လဲမိုးကကြားတယ်မိုးဒီ okay နော် official music video YOLO ကနေထုတ်တာနော် let's go တော့ reaction လေးတစ်ချက်လုပ်ကြည့်မယ်နော် YOLO ကနေအစ်စ်ထုတ်တာ4ရက်လောက်ပဲရှိတယ်ကျွန်တော်မကြည့်ရသေးပါဘူးကိုကြီး let's go မိုးဆောက်ရန်ရွာလို့မိုးသီးပါကြွေတာဟော okay အဲ့ကြောင့်မိုးသီးလို့နာမည်ပြဟာ what the fuck အစ်မပြေဘူးအစရပါမှမရှိတဲ့ငါကိုချိန်နဲ့ရိုက်ချိုးပြီးဟောဒီရင်တခွင်လုံးစုပ်ပြဲသွားအောင်ကြွေပါစေတော့မို့ကွာမိတ်ကတိလေးလိမ့်ထားတာဟေးမင်းအဲ့ဒါကြောင့်ဆော်မရတာအေးဘောလာချင်လို့လိမ့်တာပဲပြဿနာမရှိဘူးဒါတော့ကြီးပြဿနာရှာလို့မရဘာလို့ဆိုလာချင်လို့လိမ့်တာ you know ဝေဖန်နေတာရိုက်ထားတယ်နော်ရိုက်ထားတယ်မဟုတ်ကာလာတွေဘာတွေအစအလုံးရိုက်ထားတော့တခြားရိုက်ထားတယ်ဘာလို့လဲကျွန်တော်ပြောတာ Why are you Why are you gay ဟုတ်လေသူတို့မျက်နှာတွေမှာအဲ့လိုအော်ထိုးရတဲ့ကာလာလေမိတ်ကပ်တွေပေါ်လိုက်တာဟေးကြောက်စရာကောင်းလိုက်တာwhat the fuck ဟေးဒါဘယ်ရလဲသူဘယ်မျိုးอ่ะယူလိုတော့ဘယ်ရလဲရန်ကုန်ကလားမန်းလေးရလားမတားကြဘူးလားဟမ် Queen of the city no bro you know huh? You know whatငါမောနေပြီကွာ
ခွေးကျွန်တော်ဘာပြောစက်ကြည့်အောင်ဟောရောဟာရောက်ကြီးအဲ့လိုမလုပ်ပါနဲ့လို့ကလေးသူ့ဆိုနေပါစေလို့ အိမ်မထက်ကမင်းတန်လူကြောင့်လို့လားဒီစီ မိုက်လိုက်လား right ဆက်သွားရှိုးနော် အိမ်မထက်ကမင်းတန်လူကြောင့်လို့လား မိုးရွာနေတာအိမ်မက်ထဲမှာမင်းတန်ကြောင့်ငါနိုးလာဟာကောင်းလိုက် ဒီစီချက်ပြလို့ပြည့်နေတဲ့တော့တာဟောဟာမင်းလေးကိုပတ်ဆိုင်နေတာလောပါဒုံဒါဒုံဒါဒုံဒါ အဲ့ဒါသိလားအဲ့ထောင်သိလားဟမ်အဲ့ထောင်သိလားလို့နော်မြန်မာနိုင်ငံအခုနောက်ပိုင်းမှာအဲ့လိုမျိုး rap ရေးတာတဲ့လူတွေတော်တော်များတယ်မလားစာသားထည့်ရမရှိတော့ဆိုအဲ့လိုထက်ငါပြောသေးငါလို့ sorry ပါတကယ်တောင်းပန်ပါတယ်ကျွန်တော်ဆဲမိသွား ဘာလို့လဲတောင်းပန်နေလို့ပြောတာဟာတောင်းပန်ပါလေကျေးဇူးပါလေနောက်အဲ့လိုမျိုးမဖြစ်သေးရပါဘူးလို့နော် အော်ငိုကြွေးခဲ့ရတယ် low key အော် okay thank you ပါ ဘယ်ဒါ ဒီကောင် MV တော့တေချာသုံးတယ်တေချာတော့ရိုက်တာเนาะအကောင်တွေပါနေ ခွင်လောက်စုပ်ပြတ်တဲ့မင်းလက်ချက်ဒါရီကမင်းလက်ချက် yes မရိုင်းအဲကောင်တော်မရိုင်းဘူး ကျွန်တော်ပို့မပြောနားလာကြီး မင်းလက်ချက်ဒါရီကမင်းလက်ချက် အော် yes set the baby they yes set so yeah မိုးသီးမှာတိုင်းပတ်နေမိုးသီးမငါလဲကြရမယ်ဒီကောင်နေမိုးသီးမှာမိုးချိုးပါပထည့်ယူလိုက်မယ်လက်ဆောင်ဆိုပြီးတော့တယ်ဒီတချင်းမျိုးသူတို့လောက်တယ်ဆိုတော့တကယ်မှန်တယ်ဘာလို့ဆိုသူကဒန်ဆာကွာဒန်ဆာအဆိုတော့ဘယ်လိုပဲဖြစ်သိရမလားအဲ့ဒါဒီချင်းကိုသူတို့လောက်တယ်ဆိုမှန်ပါတယ်သူတို့တော့တလုံးဝမှန်တယ်ဘာလို့ဆိုဒါသူတို့ကြည်ချင်းအားဖြင့်ကသူတို့ဒီတချင်းနဲ့သူတို့ရဲ့ကိုပိုင်အဲ့လိုဒန်ဆာတွေမှာသူတို့ကိုယ်တိုင်ကလို့ရတယ်ကွာသိရမလားကောင်းတယ်ဒါလူမျိုးတော့ကောင်းတယ်ဘာလို့သူတို့ကဒီဆိုတော့ကွာပြဿနာမရှိဘူးလေသိရမလားသူတို့ကဆိုတော့ AC ပဲလေသိရမလား လို့ဝေးစီဖြတ်ခံရမယ်နော် ဒီပါစီတော့မိုတီ တရားတည်းရတယ် ချစ်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 တဲ့ မိုတီနော်မိုးသီးမို့ မာရီကိုကြွေးခဲ့ရတဲ့လောက်ကီတင်တဲ့ခွင်လုံးမိုးများနဲ့ဒီကြွေးပါစီတော့မိုတီ မိုတီ
ဘဝမှာကျွန်တော်ဖြစ်နေတာဖြစ်ကကျွန်တော်တကယ်ပြောပြီးဘဝမှာအဲ့လိုမျိုးကြည့်မရဘူးဆိုရင်အဲ့လိုလူတယောက်ကိုလို့ကြည့်လိုက်တယ်တန်းကြည့်မရဘူးဆိုရင်အဲ့ကောင်မှာဘာလုပ်ထားလဲဆိုကျွန်တော်ကြည့်မရဘူးဆိုရင်မြက်ကမှတ်တဲ့တိုင်းကျွန်တော်လုံးဝကြည့်လို့မရဘူးအထီးပြေမြက်ကမှတ်တဲ့တိုင်းကျွန်တော်လုံးဝကြည့်လို့မရဘူး You are gay. ဘာလို့မဆိုင်ဘူးလေကျွန်တော်မြက်ကမှန်အဲ့လိုအလှမြက်ကမှန်နေပါအဲ့လိုမျိုးသိမလားမုံတီတဲ့လေမောင်တီကြွေပါစေတော့မောင်တီ အရှုပ်တမကောင်းနေဟဲ့အရှုပ်တမကောင်းတွေ ဘွားမှာအဲ့လိုယောက်ျားလေးတယောက်ကဘလောက်ပဲအဲ့လိုရုပ်ဆိုးတာရုပ်ချောတာကျွန်တော်နားမလဲဘူးဒါပေမဲ့ကြည့်လို့မရဘူးဆိုတာအဲ့လိုကြည့်လို့မရဘူးဆိုတာအကောင်ကျွန်တော်စီရောက်လာတဲ့အချိန်မှာမြက်ကမှန်တက်ထားရင်ကျွန်တော်ကြည့်မရဘူးတကယ်အဲ့ဒါဘွားမှာအဲ့ကောင်ကြည့်လိုက်ရင်လည်းကျွန်တော်မျက်မှန်ကမှန်နေဆိုဘာမှပြောချင်တော့သိရမလားရွှေ ကျွေးပါစေတော့မိုးတီ သိလားတိုင်းမဲအဲ့ဒါသိလားခုနအဲ့ကောသိလားအဲ့ကောသိလား ပါစေတော့မိုးတီ အဲ့လိုဘာလို့ဖြစ်လဲဆိုတော့မသိလားဟမ်ဘာလို့ဖြစ်လဲဆိုတော့သိလားအဲ့ကောသိရမလားအဲ့ကောသိရမလားဟမ်ငါပြောပြမခဏငါပြငါအဲ့အကွက်တော့မင်းသိမှာပါသိရမလားငါတို့ဘာလို့ဆိုရင်အဲ့အကွက်ကဘယ်လိုလဲဆိုတော့ငါစေုပ်ကကလေမဟုတ်ငါစေုပ်ကကရင်ဒီမှာလေလက်ကလှုပ်နေသိရမလားဒီလိုတင်လိုက်ပြီဆိုတော့လက်ကလှုပ်မယ်ပြန်ဒီလိုလှုပ်ပြီးဒီလိုလှုပ်နေရမယ်သိရမလားပြန်ဒီလိုသိရမလားအဲ့လိုမျိုးသိရမလားအဲ့လိုလှုပ်သွားတာကွာသိရမလားရက်အဲ့လိုရှက်လိုက်တဲ့အချိန်မှာသူ့ရဲ့ spray နဲ့လက်တွေအဲ့လိုလှုပ်သွားအောင်သိရမလားအဲ့လိုမကျွန်တော်ပြန်မယ်သိရမလားဟိုတချင်းလေးဘုံလုံးကလာရွက်ကွာနောက်ဆုံးပိုင်းမှာထိန်းလို့မရတော့သိရမလားထိန်းလို့မရတော့ ဟောလီးပဲပေါ့ဗျာ မိုက်ပါတယ်သူတို့မှတော့မိုက်ပါတယ်တချင်းကတော့ဒါဘယ်လိုပဲဖြစ်ဖြစ်ပါဟိုးလေကွန်ယူနေချင်မှကျလို့ဟာကောင်းလိုက်လားမိုက်ရတယ်အရင်ကျုပ်သားအတိတာတယ်မိုက်လိုက်လားထွက်တဲ့ချင်းတို့တယ်တေချာရုပ်စားပြီးလောက်တာတယ်ကြိုက်လိုက်တာတယ်အော်โอเคမိုက်လိုက်တာဟာခမ်းဘက်ကအရန်ကွဲထွက်ပြီးတယ်မိုက်နေရောတယ်3အောင်လုံးကိုဟာမိုက်လိုက်လားကျွေးပါစီတော့မိုးစီဟာကောင်းလိုက်လားကျွေးပါစီတော့မိုးစီဆိုတော့ကောင်းပုံစံကြီးနဲ့ဟာ what the fuck ရိုင်းနေနော် ah shit man why say why lo Why say Walo go ye ဒန်ဆာကနေတချင်းနေထုတ်တာမိုးစီသူအဲ့ဒီဒန်ဆာဆိုတော့ဒန်ဆာပုံစံနိုင်ထုတ်တာစိုးပါလားနော်ဒါပေမဲ့ကျွန်တော်မြက်ကမှန်တက်လို့ကြည့်မရအောင်ဒါပဲရှင်းပဲအုံးသီးတယ် you like subscribe